ဈေးအရန်ကိုကျနေပါပြီရှင် iPhone 5တွေတစ်လုံးဝယ်နောက်တစ်လုံး free ရမယ်တစ်လုံးဝယ်ရတယ်နောက်တစ်လုံးကအလကားရမှာနော်မြန်မာနိုင်ငံမှာဝယ်တဲ့သူရောက်20ပဲပေးမယ်အရင်အိမ်ရောက်ငွေကြီးအာမခံပါတယ်မူရင်းဈေး3,2800ထပ်လျှော့မယ်3,1800နဲ့လာယူသူ့ထပ်ပို့ပြီးဈေးကျတာက iPhone 6အရင်က3,000ခွဲဝန်းကျင်ရောင်းနေအခု9,000ကျော်နဲ့ရမှာနော်ရွှေရောင်ခဲပြူခဲမယ်လက်ပွေပါလေးက3,000စွန်းလက်ပွေမပါတာက9,000ကျော်နဲ့ရမယ်ဖုန်းပြောလိုင်းသုံးဂိမ်းစော့မယ်ဒါတွေအပြင်လုပ်ငန်းသုံးရုံသုံးတင်တန်းသုံးမယ်ဆိုပြီး iPhone 6ကိုယူ battery 80အထက်အာမခံပေးတယ် memory 16GB 32GB 64GB 3မျိုးနဲ့လာမယ်ကာလာစုံလုံးယူထားပစ္စည်းကုန်တာမြန်တယ် Viber နံပါတ်98005141ကိုအမြန်ဆုံးလာခဲ့ပြီကဲသူ့ထပ်ပို့တန်တာလေးက iPhone 5ကလေးဖုန်းပြောလိုင်းသုံးတီးတက်နဲ့သုံးချင်တယ်ဈေးတော့အများကြီးမသုံးမနဲ့ error key offline ကို3,000စိုးရုံလေးသုံးမယ်မြန်မာငွေ3,000နဲ့ယူလာခဲ့ရွှေအောင်ခဲပြုတ်ခဲမယ်ဟောလို့ဝင်းပြောင်နေတဲ့ quality သုံးရမယ် screen ချဲမယ်ဖုန်းပြောလိုင်းသုံးဂိမ်းစောအကုန်ရမယ်အိမ်ရောက်ငွေချင်းငွေချိုလဲကြမလို့ဘူးအာမခံပါတယ် original အသေးချုပ်ပါပြီးသားလူချင်းမင်းတို့အကြိုက်တော့ error ပါရဲ့ချိန်မင်းဖုန်းဆက်ပို့ကအခောင့်လေးနဲ့အတစ်တလုံးအိမ်ရောက်ချက်ချင်းပြန်ပြီးတော့လဲပေးပါတယ်တန်တို့ short စေးရတော့တစ်လုံးဝယ်တစ်လုံးလက်ဆောင်ရတော့ Viber မှာအများဆုံးလာပါတစ်လုံးဝယ်တစ်လုံးလက်ဆောင်အယောက်20ပဲရပါမယ်ဦးတဲ့သူယူပါရှင်